online teaching စခြင်းနဲ့ဆရာမတွေအတွက်လိုအပ်မဲ့အရေးကြီးဆုံး၃ချက်ကိုပြောချင်ပါတယ်။အဲ့ဒီ၃ချက်ကဘာတွေလဲဆိုရင်ကျောင်းသားရဲ့နီးပညာစွမ်းရည်ရဲ့ marketing skill ရဲ့၃မျိုးလိုမှာဖြစ်ပါတယ်။ပထမဦးဆုံးကကျောင်းသားကတော့ရှင်းလေးပဲပေါ့နော် online class စတင်ပြီဆိုကြတဲ့ကိုကဒီကျောင်းသားလိုအပ်မယ်ပေါ့နော်ကျောင်းသားမရှိလို့ရှိရင်ကိုကဘယ်လောက်ပဲတင်တတ်ကျောင်းသားမရှိလို့ရှိရင်ဒါဘယ်လိုမှတင်လို့မရအောင် online class ကဖွင့်လို့မရဘူးပေါ့နော်အဲကြောင့်မို့ကျောင်းသားတွေကိုရရှိအောင်ကိုကဘယ်လိုမျိုးကြံစပြီးတော့လုပ်မှလဲဆိုတော့ကိုယ့်ရဲ့အတွေးမြင်နေလို့တယ်ကျောင်းသားရလာအောင်လုပ်ဖို့လိုတယ်ပေါ့နော်အဲကြောင့်ပထမတစ်ချက်ကကြတော့ online class တင်ခြင်းနေဆိုရင်ကျောင်းသားလိုအပ်မယ်ဒုတိယတစ်ချက်ကကြတော့နည်းပညာကျွမ်းကျင်မှုပေါ့နော်နည်းပညာကျွမ်းကျင်မှုဆိုတာကကိုကဒီ online class သင်ဖို့အတွက်ကိုယ့်ရဲ့သင်ခန်းစာတွေကို PowerPoint နဲ့ဒီ computer နဲ့ PowerPoint လောက်တာမျိုးနောက်တစ်ခုကကြတော့ zone သုံးဆွဲပုံပေါ့နော် zone ကိုဘယ်လိုမျိုးသုံးဆွဲမှာလဲဆိုတော့အချက်လက်လိုမယ်ပြီးရင်ကိုသင်တဲ့ဘာသာရပ်ပေါ်မှာမူတည်ပြီးတော့ quality နည်းပညာကိုသုံးချပြီးတော့ကလေးတွေစိတ်ဝင်စားအောင်ဘယ်လိုမျိုး gain တွေ activity တွေနဲ့လုပ်ပြီးတော့သင်ပါလဲဆိုတော့စွမ်းရည်တွေလည်းလိုအပ်ပါတယ်ဥပမာသင်ချသင်မယ်ဆိုရင်နာယီသင်ခန်းစာဆိုရင်ဘယ်လိုသင်ပါလဲအပေါင်းတို့သင်ခန်းစာဆိုဘယ်လိုသင်ပါလဲ grade တွေသင်တဲ့သင်ခန်းစာဆိုဘယ်လိုသင်ပါလဲဆိုပြီးတော့ကိုယ်စဉ်းစားဖို့လိုတယ် English ဆိုလို့ရှိရင်လည်း English ရဲ့ quiz တွေကိုဘယ်လိုမျိုး activity နဲ့ပေါင်းဆက်ပြီးတော့ကလေးတွေပျော်ရွှင်သွားအောင်သင်မလဲဆိုတော့ဒီပညာစွမ်းရည်အသုံးချမှုတွေလိုအပ်ပါဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ marketing လိုပါမယ်အဲကြတော့တချို့တွေကတွေးကောင်းတွေးလိုက်မယ်ပေါ့နော်ပညာရေးဆိုတာ marketing မလိုဘူးလို့ပြောကောင်းပြောလိုက်မယ်ဒါပေမဲ့ကိုက online ကနေလောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ online teacher အနေနဲ့ရပ်တည်မယ်ဆိုရင်ကိုယ့်ရဲ့online class ကိုလူသိများအောင်လုပ်ဖို့လိုတယ်လူသိများအောင်လုပ်ဖို့ဆိုတာကလေ marketing ဆိုတာကလည်းဘယ်လိုပြောမလဲမကောင်းတဲ့ဘက်ကနေပြီးတော့လုပ်တဲ့ marketing ကိုပြောတာမဟုတ်ဘူးကိုကနေပြီးတော့ကိုယ့်ရဲ့စွမ်းရည်တွေကိုထုတ်ပြတဲ့ marketing ကိုသုံးရမှာ TikTok Facebook စတဲ့ social media platform ပေါ်မှာကိုကနေပြီးတော့ကိုယ့်ရဲ့ teaching skill တွေကိုထုတ်ပြရမယ်ဥပမာသင်္ချာပုတ်စာတွေရှင်းပြတာတို့ English or grammar တွေရှင်းပြတာမျိုးစသဖြင့်အဲ့လိုမျိုးသင်ကြားတဲ့ဗီဒီယိုတွေဖန်တီးပြီးတော့အများအတွက်ဘဝတုတရစေမဲ့သင်ခန်းစာတွေတင်ပြတာလည်းဒါ marketing တစ်မျိုးပဲအဲကြောင့်မို့လို့ online teaching လုပ်တဲ့သူတွေအနေနဲ့ကိုယ့်ရဲ့စွမ်းရည်ကိုယ့်ရဲ့ teaching skill ကိုအသုံးချပြီးတော့ marketing လုပ်ရမယ်marketing လုပ်တယ်ဆိုတာကကျတော့မကောင်းတဲ့နည်းလမ်းနဲ့ marketing လုပ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ teaching skill ကိုအသုံးချပြီးတော့ video တွေ content တွေဖန်တီးပြီးတော့ marketing လုပ်ရမယ်အဲ့ဒါမှသာလျှင်အဲ့ဒီလိုမျိုး marketing လုပ်မှသာလျှင်ကျောင်းသားတွေရလာပြီးတော့လူသိများလာမယ်အဆင်ပြေအောင်မြင်မှုလားအဆင်ပြေပြီးတော့အောင်မြင်လာမယ်ပေါ့နော်အဲကြောင့်မို့လို့ online class လုပ်ချင်တယ်ဆိုရင်တော့အဲ့ဒီ၃ချက်ကိုရအောင်လုပ်မယ်ဆိုလို့ရှိရင်တော့တိုးတက်အောင်မြင်တဲ့ online teacher ဖြစ်မယ်ဆိုကျွန်တော်ယုံကြည်ပါတယ်ဆိုပထမတစ်ခုကကြတော့ဗာလေကျောင်းသားဒုတိယတစ်ချက်ကကြတော့ technical skill တတိယအချက်ကကြတော့ marketing skill လိုအပ်မှာဖြစ်ပါတယ်အားလုံးပဲအကျိုးရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ